rebranding လုပ်တာနဲ့ brand refresh လုပ်တာဘာကွာလဲဒီနေ့ပြပြပေးမယ်ကျွန်တော်တို့ brand တစ်ခုလုပ်ငန်းတစ်ခုကအလုံးဝ out of date ဖြစ်နေပြီဆိုရင်လုပ်ငန်းရှင်တော်တော်များများက rebranding လုပ်ရမှာလားဒါမှမဟုတ်ဘူးဆိုရင် brand refresh လုပ်ရမှာလားဆိုတာမသိကွယ်ဘူးအဲ့နေရာမှာပဲအချိန်ငွေတွေကုန်သွားပြီးတော့ဒီကိုလိုချင်တဲ့ target မရပဲဖြစ်တယ်အားလုံးပဲမင်္ဂလာပါအိုင်လာနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ရဲလင်းနိုင်ပါနေ့ပြပြပေးရမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ rebranding ဆိုတာဘာလဲ brand refreshment လုပ်တယ်ဆိုတာဘာလဲဘယ်လိုအရာတွေကိုဘယ်အချိန်မှာလုပ်တင်တာလဲဆိုတာပြပြပေးရမှာဖြစ်ပါတယ်စလိုက်ရအောင် rebranding လုပ်တယ်ဆိုတာ brand မှာရှိတဲ့အရာတွေအကုန်လုံးကိုပြောင်းလဲသွားတဲ့အချိန်မှာ rebranding လုပ်တင်တယ်ဘယ်လိုအရာတွေလဲဆိုတော့ကျွန်တော်တို့ဒီ visual တွေ change သွားတာပြောရပြီဆိုရင်ကျွန်တော်တို့ page နဲ့ core value change သွားတာ identity change သွားတာ target audience change သွားတာ brand direction တစ်ခုလုံး change သွားပြီဆိုရင် rebranding လုပ်တင်ပါတယ် brand refresh လုပ်တယ်ဆိုတာကကြတော့ကျွန်တော်တို့ဒီ identity တွေမ change သွားဘူးဒီ page နဲ့ဒီ brand ရဲ့ target audience တွေ core value တွေဘာမှမ change သွားဘူးကျွန်တော်တို့ဒီ out of date ဖြစ်နေတဲ့ look and feel က modern မဖြစ်တော့ဘူး consistent မဖြစ်တော့ဘူးဆိုတဲ့အချိန်မျိုးတွေမှာဒီ brand ရဲ့ visualization တွေကို consistent ဖြစ်သွားအောင်စနစ်တကျဖြစ်သွားအောင် modern ပို့ပြီးတော့ဖြစ်သွားအောင်လို့ brand refresh လုပ်တာပဲဖြစ်ပါတယ်အလွယ်ကူဆုံးနားလည်အောင်ပြောပြရမယ်ဆိုရင်ဒီ rebranding လုပ်တယ်ဆိုတာ brand တစ်ခုလုံးကို changes လုပ်လိုက်တာဖြစ်ပြီးတော့ကျွန်တော်တို့ brand refresh လုပ်တယ်ဆိုတာကျွန်တော်တို့ဒီအပေါ်ယံ visual လောက်ကိုပဲဒီ modern ပို့ဖြစ်သွားအောင်ပို့တက်သွားအောင်အနေငယ်ပြောင်းလိုက်တာပဲဖြစ်ပါတယ် rebranding ကကြတော့ကျွန်တော်တို့ brand တစ်ခုရဲ့ deep changes ဖြစ်ပြီးတော့ brand refresh လုပ်တာကတော့ကျွန်တော်တို့ဒီ surface level changes ပဲဖြစ်ပါတယ် rebranding ကိုဘယ်အချိန်ဒီမှာအဓိကလုပ်တင်လဲကျွန်တော်တို့ဒီ business model တစ်ခုလုံးပြောင်းသွားတဲ့အချိန်ဒီမှာ rebranding လုပ်တင်ပါတယ်ပြီးတော့ target audience ပြောင်းသွားတဲ့အချိန် brand image မကောင်းတော့တာတော့၎င်း brand image ကျတာတော့၎င်းမှာဆိုရင်လည်း rebranding လုပ်တင်ပါတယ်ဘယ်အချိန်ဒီမှာကျွန်တော်တို့ brand refreshment လုပ်တင်လဲကိုယ့်ရဲ့ design က out of date ဖြစ်နေပြီကိုယ့် brand out of date ဖြစ်နေပြီဆိုရင် brand refresh လုပ်တင်ပါတယ်ကျွန်တော်တို့ brand က consistent မရှိတော့ဘူးဆိုရင်လည်းကျွန်တော်တို့ brand refreshment လုပ်တင်ပါတယ် brand name ကကျွန်တော်တို့ rebranding လုပ်เสียမလို့တလို့တချို့ brand တွေကကြတော့ကျွန်တော်တို့အပေါ်ယံ refresh လုပ်လိုက်တာနဲ့အဆင်ပြေပါတယ် branding နဲ့ပတ်သက်တဲ့ knowledge တွေကိုသိချင်ရင် ILA ကို follow လုပ်သွားလို့ရပါတယ်နောက် video မှာပြန်တွေ့ကြတာပေါ့